အာရခဘင်္ဂလားနယ်စပ်မှာရိုဟင်ဂျာနေကလန်လက်ကိုင်တွေဟာစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။အဲဒီအရကင်ရိုဟင်ဂျာကတင်တက်မလို့ AISA ရိုဟင်ဂျာစေလောညီညွတ်ရေးအဖွဲ့ RSO အာဂါရိုဟင်ဂျာတက်မလို့ AI တဲမှာရိုဟင်ဂျာစေလောညီညွတ်ရေးအဖွဲ့ RSO အဓိကလှုပ်ရှားရဖြစ်ပါတယ်။အဲဒီအဖွဲ့ဟာနေမြစ်ထဲမှာလည်းတွားလှုပ်ရှားနေကြတယ်လို့တောင်မျိုးလက်ဝင်မှာဘယ်နူလာထိနှစ်နိုင်ငံနေဆက်တစ်လျှောက်မှာစစ်တင်တဲ့တွေစစ်စကဲတဲ့အခိုင်အမာတိစောက်လှုပ်ရှားနေကြတာဖြစ်ပါတယ်။အဲဒီစစ်တင်တဲ့တွေမှာဒရုန်းတွေ RPG တွေလက်နက်ကြီးပစ်ခတ်တာတွေထိလေ့ကျင့်သေးကြအသုံးပြုနေကြပါတယ်။အဲဒီပြည်အာဂါရိုဟင်ဂျာကတင်တက်မလို့အစားအားလေနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့အရက်သားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တယ်ပြီးဆွေးရတယ်လည်းကျူးလွန်နေကြပါတယ်။အဲဒီရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်တွေဟာအာရခတ်တပ်တော်ကိုလည်းချုပ်ကုန်းတိုက်ခိုက်တာတွေမကြခဏပြုလုပ်နေရမှုအာရခတ်ပင်ကနေစိတ်ကိုအာရခတ်တပ်တော်ကအပြည့်အဝမထိန်ချုံနိုင်သေးဘူးလို့အာရခတ်ပြည်သူတွေကဆိုကြပါတယ်။အဲဒီရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်တွေစစ်တင်တဲ့စိတ်မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာအင်အားထားရှိစုဆောင်စစ်တင်တဲ့တွေပေးနေကြပြီးမောင်တော်ဘူးတီအောင်ရတိတောင်တုံမျိုးတွေကိုတိုက်ခိုက်သိမ်းယူတော့ကြဖို့ကြံဆောင်နေရလို့ရိုဟင်ဂျာအတိုင်းဝိုင်းကဆိုကြပါတယ်။အာရကအစိုးရစစ်ပွဲမှာအာရခတပ်တော်ဟာမောင်တော်မျိုးတွေတစ်ခုလုံးကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ10ရက်နေ့ကအပိသက်သိမ်းပတ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။